ဒါက talent ဒါက skill ဘာကွာလဲဆိုတော့ talent ကမွေးရပါလာတာဖြစ်ပြီး skill ကစူးစမ်းပြီးတည်ဆောက်ရတဲ့အရာဖြစ်တယ် talent ကစတင်စေပြီး skill ကအောင်မြင်မှုတွေစီပို့ဆောင်ပေးတယ်ဒါက IQ ဒါက EQ ဘာကွာလဲဆိုတော့ IQ ကဘလောက်တွေးခေါ်တတ်လဲဆိုတာကိုပြပေးတယ် EQ ကဘလောက်နားလည်ပြီးဆက်ဆံတတ်လဲဆိုတာကိုပြပေးတယ် IQ ကအခွင့်အရေးတွေကိုရစေတယ်လို့ EQ ကအခွင့်အရေးတွေကိုရေရှည်တည်မြဲစေတယ်ဒါက fame ဒါက legacy ဘာကွာလဲဆိုတော့ fame ကမင်းနာမည်ကိုတည်တာ legacy ကမင်းမရှိတော့တာတော့မှပဲမင်းရဲ့အကျိုးသက်ရောက်မှုကိုသတိရလမ်းဆွတ်နေတာ fame ကခဏတာတောက်ပစေတယ် legacy ကအချိန်ကြာတာတောင်တန်ဖိုးကြံရစ်တယ်ဒါကသူမဒါကမင်းဘာကွာလဲဆိုတော့ဝီးကွာသွားတာပေါ့ကွာသူမကရှေ့ဆက်သွားပေမဲ့မင်းကတော့သူမပေးတဲ့အမှတ်တရတွေနဲ့ကြံရစ်ခဲ့တာမျိုးပေါ့